ဘဝတူလေးရှိကြလားဒီနေ့တနေ့ကိုမှတိလားတစ်စက်မှမရရငိုတော့ငိုကျင်သွားတယ်နော်အဲကြောင့်မလို့ရှင်တို့တွေမရရဘူးဆိုပြီးတော့စိတ်သက်မကြနဲ့အခုယုံလေးတို့အဆတော့မရရဘူးတိလားမရရဘူးတီတော်ချောလို့ပြီးတော့ငါမလို့ချင်တော့ဘူးဆိုတဲ့ဟာတော့စိတ်သက်ကနေဒီစိတ်ကနေဖြောင်းလိုက်ယုံလေးလိုမျိုး9လ6လလောက်တဲ့လူတွေတောင်ဒီမှာဒီလိုမျိုးအဖြစ်နော်ဒီနေ့တဝက်တောင်ကျိုးသွားရင်နော်ဒီမှာ2နာရီတောင်ကြော်သွားပြီပေါ့နော်ဒီလိုမျိုးအဖြစ်ပြက်ရှိတယ်ရှင်တို့တို့နော်ပို့ပြီးတော့စိတ်သက်ခွာရှိအောင်လာပြောပြပေးတာနော်4လပဲလှုပ်5လပဲလှုပ်မရောင်းရတဲ့နေ့ဆိုရင်လုံးဝမရောင်းရတဲ့နေ့ဆိုရင်တရက်ကို1000 2000ဝင်နေအဲ့လိုမျိုးပြီးရင်ယူလေးကိုတော်တော်များများလူတွေကလာပြီးတော့မေးတယ်ပေါ့နော်ယူလေးဈေးရောင်းတဲ့အကောက်ဘယ်အကောက်မှာရောင်းတာလဲယူလေးကိုအတူယူပြီးတော့ရောင်းကျင်တယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ယူလေးကရောင်းလာတာကြာပြီပေါ့နော်ဒီအကောက်ကကြတော့ယူလေးကရောင်းလာတာကြာပြီဒီအကောက်ပေါ့နော်သွားပြီးတော့ကြည့်ကျင်လဲရတယ်နော်ယုံလေးဘလို့ရောင်းလဲဆိုတော့သွားကြည့်လို့ရတယ်ဒီအကောင့်မှာကျတော့ယုံလေးကအမြဲတမ်းရောင်းထွက်နေတာပါအခုလုံးဝမရောင်းရဘူးဆိုတဲ့အကောင့်ကကျတော့ဒီအကောင့်ပေါ့နော်အခုမှစလောက်တာTikTok short စလောက်တာတောင်မှ4ရက်ပဲရှိသေးတယ်နော်4ရက်မှာဘာမှအထူးထူးဘာမှမရှိဘူးနော်ဒါတော့မှယုံလေးလုံးနေတာကြာပြီပေါ့နော်ဒီအကောင့်မှာတော့ရောင်းနေရတယ်ဒီအကောင့်မှာကျတော့မရောင်းရဘူးနော်အကြောင်းမလို့ရှင်တို့တွေလည်းယုံလေးဘယ်လိုမျိုးရောင်းလဲဘယ်လိုမျိုးအကြံထုတ်လဲဆိုတဲ့ဟာကိုနော်အတူယူခြင်းဆိုလို့ရှိရင်ဒီအကောင့်မှာသွားပြီးတော့ကြည်ပါဈေးရောင်းနည်းတွေပေါ့နော်ယုံလေးကအဓိကရှင်တို့တွေရောင်းကောင်းခြင်းတယ်ဆိုလို့ရှိရင်ဒီအကောင့်မှာလည်းသွားပြီးတော့ကြည်ပါယုံလေးရောင်းတယ်ဈေးရောင်းတယ်နော်ပြီးရင်လိုအပ်တာရှိလို့ဆိုလို့ရှိရင်လာပြီးတော့ပြောလို့ရတယ်ဒီအကောင့်မှာလာပြောလို့ရတယ်ဒီအကောင့်လည်းအခုမှစလုပ်နေတဲ့အကောင့်ပါနော်သွားပြီးတော့ follow လုပ်ခဲ့ပေးလို့လည်းရတယ်ရှင်ကျေးဇူးတင်ပါတယ်